layout ကတော့ပြီးသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ view ပါ view ကိုသွားကြပါမယ် view နေရာတွေမှာလည်းရှင်းလို့ရတာရှိပါ spelling ပေါင်းတာတွေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုတင်ဆက်ပြနေတဲ့သင်ခန်းစာအားလုံးဟာအမြဲတမ်းပြောသလိုပါပဲလိုချင်တဲ့အရာကိုတိုင်းရိုက်သွားပြီးတော့ကြည့်လို့ရအောင်ဖန်တီးထားခြင်းမဟုတ်ပါဘူးကျွန်တော်တင်တန်းနေတင်ပြဖို့ပါတယ်တင်ပြနေစဉ်သူ့ရဲ့ select အပိုင်းပြီးရင်ဘာလာမယ်ပေါ့နော်တင်ယူသူရဲ့နှုံထားကိုကြည့်ပြီးတော့ကျွန်တော်တို့ကပေးချပေးတာပါ course ကြီးကိုသူဒီဟာအဆင်ပြေသွားရင်နောက်တစ်ဆင့်တက်သွားမယ်မပြေသေးရင်နောက်ပြန်ကြော့မယ်ပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်တင်ကြပါတယ်တင်ကြနေရာမှာအခုဒီ social media မှာလည်းဒီလိုပညာရေးတွေဝေမျှနေတဲ့လူတွေကတော့အများကြီးပါနီးလန်းကလည်းအများကြီးပါကျွန်တော်တို့လည်းလေ့လာနေစေပါဒါဝရကျောင်းသားပါပဲကိုတိတာကိုနဲ့အဆင်ပြေတဲ့အားလေးကိုချပြခြင်းဖြစ်ပါတယ်ဒီနီးလန်းမှာလုပ်လို့ရတယ်ဒီနီးလန်းကလုပ်လို့မှားနေတယ်လို့လည်းမရှိပါဘူးနီးလန်းသွားမယ်နီးလန်းနေရတော့အများကြီးရှိပါတယ်အဲ့တော့အချင်းချင်းတင်ယူသူတွေရဲ့နားလည်နိုင်စမ်းပုံမူတည်ပြီးတော့တမြောင်မှုအနည်းမြန်ရှိပါလိမ့်မယ်တချို့ကလည်းအရေးကလေးပြအောင်လည်းအကောင်ကြီးမြင်ပါတယ်တချို့ကြတော့လည်းအချင်းချင်းခါပြပေမဲ့လည်းတွေးတော့ပုံချင်းဝေးကွာတဲ့အတွက်ပညာတစ်ခုကိုတော်တော်လေးကိုခက်ခဲစူးစမ်းပြီးတော့သင်ယူရတယ်လို့လည်းရှိပါတယ်အဲ့တော့ဘယ်သူပဲဖြစ်ပါစေပေါ့နော်ကျွန်တော်အခုတင်ပြနေတဲ့တင်ပြီးတော့သင်ခန်းစာလေးတွေကိုဝင်ရောက်ကြည့်ယူပြီးတော့ဒီပညာရေးကိုလေ့လာလို့စိတ်ရှိတဲ့လူကိုယ်တိုင်တော်လကောင်းတခြားလူကိုတော်လကောင်းဟာဆိုဒီဗီဒီယိုပိုင်းလေးကိုအစအနေသွားကြည့်လိုက်ရင်သွားကြည့်မယ်ဆိုရင်ပေါ့နော်ဘေးမှာသင်တန်းဆရာတယောက် share ပေးနေတဲ့ပညာရေးကိုချပေးနေတဲ့လူတယောက်ကိုဘေးရထားပြီးတော့ live လုပ်နေတယ်လို့မျိုးပုံစံလေးကိုခံစားရအောင်လို့လည်းတင်ဆက်နေတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဖိုင်တွေကတော်တော်လေးလည်းစကားတွေကိုချီချီဝေးဝေးပြောဖြစ်ပါတယ်ပြီးတော့နားမလည်မှာစိုးတဲ့စိတ်နေပါဗီဒီယိုဖိုင်တခုရဖို့အတွက်လည်းကျွန်တော်အများကြီးကြိုးစားပါတယ်တချို့ recording တွေဆိုထပ်ခါတွင်းရတာရှိပါတယ်ဖိုင်တွေပြတ်သွားတာအများကြီးပါခက်ခဲတွေပါမိုးရွာတန်တွေကျွန်တော်ဗီဒီယိုဖိုင်တွေကိုအတန် quality အရုပ် quality ရှိအောင်အများကြီးကျွန်တော်ပြင်ဆင်ပြီးတော့ကြိုးစားထားပါတယ်လေ့လာနိုင်ပါတယ်ပေါ့နော်ထပ်ပြီးတော့နည်းလေးပြောချင်တာကတော့အမြဲတမ်းပြောနေကြအတိုင်းပဲတခုဒီလိုလုံးကြီးလေးသိရှင်လို့ဆိုပြီးဝင်ကြည့်လိုက်အောင်လည်းမရပါဘူးကျွန်တော်စပြီးတော့တင်နေတဲ့ဟာလေးတစ်ခုလုံးကိုဘေးမှာတင်နန်းတစ်ခုကိုတက်နေတယ်လို့လူကိုယ်တိုင်တက်နေတယ်လို့ကိုအားတဲ့အချိန်လေးမှာဖွင့်ပြီးတော့လက်တော်လေးကိုပိုင်ရှိမယ်ဆိုရင်ပေါ့နော်လက်တော်လေးရှိပြီးတော့ကျွန်တော်ရဲ့သင်ခန်းစာတစ်ခုချင်းစီကိုဘေးနာအတန်းလေးဖွင့်ပြီးတော့နားမလည်ပြန်ကြည့်မယ် live လုပ်မယ်ပေါ့အဲ့လိုပုံစံလေးနဲ့သွားစီချင်ပါတယ်ဘယ်သင်ခန်းစာမဆိုနားထောင်မိသည်ဖြစ်တော့အစကိုပြန်သွားပြီးကြည့်ပါကိုယ်တိုင်လေ့လာနေတဲ့သူတော်ကောင်းဆိုရင်လည်းဗီဒီယိုပိုင်းဟိုးအစကိုသွားပြီးတော့တစ်ခုချင်းစီပဲမကြော်ပဲနဲ့စတိုက်ကြည့်လာပါတခြားလူကိုတင်တက်ချင်တဲ့လူတွေရှိရင်လည်းအဲ့လိုလေးသွားပြီးတော့ကြည့်ဖို့အတွက်လည်းတိုက်တွန်းပါပညာဝင်ခါတာပါငွေကြေး view ချတာလည်းမဟုတ်ပါဘူး follower ချလည်းမဟုတ်ပါဘူးကျွန်တော်ရဲ့မှတ်တိုင်လေးတစ်ခုပေါ့နော်ဒီပညာနဲ့ပတ်သက်တဲ့မှတ်တိုင်လေးတစ်ခုစိုက်ထူတာပါဘာလို့ဆိုတင်နေတဲ့ကွန်မန့်တင်နေတယ်ဆိုရင်1 by 1တယောက်ချင်းတော်လကောင်တင်တန်းတစ်ခုတော်လကောင်တင်ပြီးပြသွားပါတယ်အဲ့တော့ဒီလိုမျိုးဗီဒီယိုဖိုင်လေးလှုပ်ရှားပြင်ဘယ်သူမှဆိုကြည့်လို့ရတယ်ဆိုတော့စိတ်ကူးနဲ့ပင်ပန်းခံပြီးတော့လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့နောက်ထပ်အသုံးဝင်တဲ့ဟာလေးတွေလည်းထပ်သွားကြည့်အောင်ပေါ့နော်အဲ့တော့ error လေးတွေကြုံရင်ပြောပြပါမယ်ဒီလို web file ပေါ့နော်ဒီလို test အုပ်စုတွေထဲမှာကျွန်တော်ကmouse ကိုနှစ်ခါဒါပဲ click လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပိတ်သွားတတ်ပါတယ်ဒါပေမဲ့ဒီညထောက်ရင်သုံးပါတယ်သုံးပြီးအောက်ကိုပြန်အောင်ပြန်ပိတ်သွားတတ်ပါတယ်ခါချို့လည်းမျက်စိရှုပ်လို့ရှင်အဲ့လိုပိတ်ထားတာပေါ့လေအဲ့လိုပိတ်သွားတယ်ဆိုရင်မစိုးရိမ်ပါနဲ့ဒီဘောကိုနှစ်ခါတောက်လိုက်ပါအဲ့လိုမျိုးလေးရှိပါတယ်ပြီးရင်ဒီလိုမျိုး file နှစ်ခုကြားတဲ့ဟာကိုဒီလိုအလယ်မှာဒါပဲထောက်လိုက်မယ်ဆိုရင် file တစ်ခုကတစ်ဆက်တည်းကိုတော်တော်လေးမြင်ရပါတယ်အဲ့လိုတစ်ဆက်မြင်ရတဲ့အချိန်ဆိုကျွန်တော်တို့က header folder တွေဝင်ရတာနည်းနည်းခက်ခဲသွားပါလိမ့်မယ် header folder အပိုင်းကိုဝင်မယ်ဆိုရင်ကျွန်တော် insert ကနေတစ်ဆင့်သွားရတာပေါ့နော်အဲ့လိုမျိုးတွေရှိပါလိမ့်မယ်အဲ့တော့စာအုပ်ဒီလိုမျိုးတစ်ဆက်ဖြစ်နေရင်လည်းဒီကြားထဲမှာ double click ပြန်တက်လိုက်ရင်ဒီနှစ်ခုကခြားနာသွားပါလိမ့်မယ်ပြီးပဲဆိုရင်ကျွန်တော်ကဘယ်စာမျက်နှာရောက်နေလဲဆိုတာကို page မှာဒီနေရာလေးမှာလည်းကြည့်လို့ရပါတယ်ဒါဆိုစကလုံးဆိုတာ ABC